ဒီကတော့ဘုရားကူထားတယ်။ဉာဏ်ဤခံထားတယ်။တရားတော်ကြီးဖောက်ထားတယ်။ရည်ရင်းဤကူထားတယ်။ဉာဏ်ဤဖောက်ထားတယ်။တရားဤအထုတ်တယ်။အဓိကတော့တရားအထုတ်ကြတာဒါတွေပဲသိဉာဏ်မှာ။ဒိဋ္ဌံသစ္စာပတိတယ်။ဒိဋ္ဌံမပြတ်မစဲတပွဲပွဲတသေးသေးအမြဲမပြတ်ဆွေးဆွေးမြဲမြဲသုထုဆိုင်ဆိုင်သစ္စာပတိတယ်။သိဉာဏ်ရမယ်ရှုမှတ်ရမယ်ပွားများရမယ်အောင်းမေးရမယ်မှတ်ရမယ်။နောက်ဆုံးဒါပဲမှတ်ရမယ်ဆန္ဒတရားအကုလို့မရ။သာသမီတွေခုနပြောတဲ့ဘုံပြောတဲ့တိုင်ဟုတ်လား။ဒါလို့ရှိရင်သာသမီတွေဘယ်တော့ပဲရှိမဆန်နေအိမ်မှာတော့ဒီကတိတာကြီးနဲ့စိတ်ရွှေတွေအပြည့်ရှိတရားအကုလို့မရ။အကုလို့မရ။ဘာမှလုပ်လို့မရ။ကိုလှုပ်ထားတယ်ကောင်းကံကုသိုလ်ကောင်းနော်ကမ္မဒါယရောကမ္မယောနိကမ္မဗန္ဓုကမ္မပြိတ္တဒီကမ္မဗန္ဓုလေးကိုတတိယကမ္မဗန္ဓုငါတသမီးတွေကငါရဲ့အမျိုးမဟုတ်ဘူးငါရဲ့ခင်မုန်းသတိမယသမီးသားတွေကငါရဲ့အမျိုးမဟုတ်ဘူးငါရဲ့ညီးတွေကအမျိုးမဟုတ်ဘူးကမ္မဗန္ဓုကမ္မငါပြုလုပ်ထားတဲ့ကောင်းကံဒီသာလီဗန္ဓုဆွေမျိုးတွေငါအားကိုးရမယ်ဆွေမျိုးတွေအဲ့ဒါပဲဒါပဲအားမရဘူးနော်ဒါပဲအားကိုးရကျန်တဲ့သမီးတွေအားကိုးလို့မရဘာလို့အားကိုးလို့မရသူတို့ကိုယ်လည်းတည်မျိုးတွေခန္ဓာကိုယ်ရတယ်နော်သူတို့ကိုယ်လည်းတည်မျိုးတွေတည်ကြရမှာနော်ကိုတည်တဲ့အတွက်လည်းကိုကြီးတွေကလည်းလိုက်မတည်ဘူးကိုသားသမီးတွေကလည်းလိုက်မတည်ဘူးဘယ်သူမှလိုက်မတည်ဘူးနော်အဲ့တော့ကာမဗန္ဓုတဲ့ငါအားကိုးတရားဟာငါလှုပ်ထားတယ်ကောင်းကံဒီလေလို့သဘောကျပြီးငါကောင်းကံကိုဘယ်တော့အာထုတ်ပြီးသားလဲစူးပြီးသားပြီးလဲစူးဘူပြီးသားပြီးလဲစူးဆောင်းပြီးသားပြီးလဲဒါလေးပဲသိမြင်ပါဒါလေးပဲအောင်းလို့ဒါလေးပဲအမှတ်ရပါနော်လူလာကတော့မိမိတို့ဒီခန္ဓာနဲ့ရုပ်ရထားတဲ့လူတွေမှန်တယ်တနည်းနည်းတစ်ချိန်ချိန်မှဒီလဲမကိုရကုသမိုက်တော်ညဟိုတနေ့လာလျှောက်သွားတယ်ဒီတနေ့နှစ်နေ့တွင်မှာတဲ့ကူရီမောင်းကြီး9ရောက်တော့မှဆုံးသွားတယ်တဲ့သူတို့အမြဝေခြင်းနေတယ်သူတို့အမြဝေခြင်းနေကောင်းပါလေဘဒဝါနောပရိသတိနော်ဘဒဝါနောပရိသတိကုဏပတ်တဲ့အမျိုးတွေအဆွေတွေကိုကာလိကတနာဣဒနာအထဝပါဒပိဒနာဒက္ခိဏအနုပါဒတ္တိကောင်းမှုကုသိုလ်ပြုပြီးတော့မရည်ပဲချအမြပြီးပြီးတော့ကောင်းတဲ့အစဉ်လာပြီပါပဲဒါပေမဲ့လို့ကိုယ်ကဘာလို့သိရမှာလဲတော့ငါလည်းဒီတနေ့နေ့တစ်ချိန်ချိန်မှာငါရဲ့အကူတွေမောင်းနေသွားတဲ့လက်ရမှာပါလားခုနပြောတဲ့ဘုန်းပြောတဲ့ဗိဓာတုပါလာတဲ့အတိုင်းကမ္မဗန္ဓုငါအာကုတွေကငါရဲ့အမျိုးဆိုတာငါလှုပ်ထားတဲ့ကောင်းကံပဲရှိတာငါကောင်းကံတွေဘယ်လောက်ဆူဆောင်းထားတာရှိတယ်လဲဘယ်လောက်ထုတ်ပိုးထားတာရှိတယ်လဲဒါလေးပဲသင်ကြမှာဒါလေးပဲသင်ကြမှာနော်ဒါလေးပဲရအောင်ထုတ်တာဇဏတိကဘာမှအာကုလို့မရဘူးနော်အဲတော့လူမှန်တွေများကတော့နော်ဘယ်လောက်ပဲနေခြင်းနေပြောနေလို့မရဘာလို့နေလို့မရတာလဲဆိုခန္ဓာရတာလို့နတ္ထိခန္ဓာတမဒုက္ခခန္ဓာတမခန္ဓာနဲ့ဒီတော့ဒုက္ခဆင်းရဲနေတယ်နတ္ထိမရှိဘူးမိမိတို့ဆင်းရဲနေတယ်ဘာလို့ဆင်းရဲနေရတာလဲခန္ဓာရတယ်လို့ဆင်းရဲနေခန္ဓာရတယ်လို့အခြားကြောင့်မဟုတ်ဒါတွေကြောင့်လည်းမဟုတ်သမီးတွေကြောင့်လည်းမဟုတ်ညီတွေကြောင့်လည်းမဟုတ်ယောက်ျားကြောင့်လည်းမဟုတ်မိန်းမကြောင့်လည်းမဟုတ်ဘုသူကြောင့်မှမဟုတ်ပတ်ဝန်းကျင်ကြောင့်လည်းမဟုတ်ဘုရုတွေသိရင်နေတာဘာကြောင့်လို့ပြီးရင်လက်တော်ပြဟောထားတဲ့အတိုင်းနတ္ထိခန္ဓာတမဒုက္ခခန္ဓာရထားလို့သိရင်နေတာဒီကနေ့ကငါဒီခန္ဓာကိုယ်ရတာပဲမရဘူးဆိုလို့ရှိရင်မရှိဘူးဆိုလို့ရှိရင်ဟုတ်လားခန္ဓာကိုယ်ကပြီးတဲ့ဒုက္ခမျိုးစုံခန္ဓာရမှာမဟုတ်ဘူးလို့သဘောကျပြီနော်ခန္ဓာသင်္ဃဟနိတ္တံဆိုတဲ့အတိုင်းခန္ဓာကြီးမရှိတဲ့နိဗ္ဗာန်ရမှာလို့ဆိုပြီး